Okay အားလုံးသိချင်နေတဲ့အကြောင်းအရာတစ်ခုကျွန်တော်ရိုးသားသားလေးပဲကျွန်တော်ရှင်းပြမယ်ကျွန်တော်လည်းအခုပဲအလုပ်ကပြန်ရောက်ပြီးတော့ဒီ1 billion dollar ကိစ္စကိုကျွန်တော်ပြောချင်တယ်ပြီးတော့ NUG နဲ့ပတ်သက်တဲ့ကိစ္စလေးပြောချင် NUG ကိုထိခိုက်နေတာကိုကျွန်တော်မပြောဘူးကြောက်လို့တော့မဟုတ်ဘူးเนาะအဲ့ဒါတော့တိကျပြောမယ်ကျွန်တော်တော့လာမလို့နဲ့ခွင့်မျိုးကမ်းမယ်လို့ကျွန်တော်ပြောပြီးသားဟုတ်ပါလားဆိုတော့1 billion ကိုဒေါ်အောင်ဆန်းစုကြည်ကဘယ်တုန်းကအပ်လဲလို့ပြောရင်2018ခုနှစ်ကနေပြီးတော့တစ်နှစ်ကိုအမေရိကန်ဒေါ်လာတန်ပေါင်း250နဲ့မင်္ဂလာပါခင်ဗျာ။နိုင်ရဲ့ချင်နေတာဆိုရင်နေ့လည်တဲ့လူတိုင်းကောင်းနေတယ်။ကန်ဆက်ဖြစ်နေတာမှနိုင်ရဲ့ချင်လေးကိုနိုင်အောင်စကားလေးပြောထားပြတော့တောင်းဆိုချင်ပါတယ်ခင်ဗျာ။အဲ့ဒီပတ်စံကဘယ်ကရတဲ့ပတ်စံလဲလို့မေးရင်ဒါမိတ်ဆွေတို့ကျွန်တော်ရိုးရှင်းပြောပြဗမာပြည်မှာစီးရင်လိုက်လို့မရတဲ့အကြောင်းအရာ၃ခုရှိတယ်။ကချင်ပြည်နယ်ကထွက်တဲ့ကြောက်စိမ်းကုမ္ပဏီတွေကိုအသေးချာစီးရင်လိုက်လို့မရဘူး။မှတ်ထား။အဲ့ဒီပတ်စံတွေကအဲ့ဒီကလာတယ်။ဒါနံပါတ်1အချက်ကျွန်တော်ပြောတာ။နံပါတ်2အချက်ရခိုင်ပြည်နယ်ကထွက်တဲ့တယံဇာတတွေကိုစီးရင်လိုက်လို့မရဘူး။နံပါတ်3စကိုင်းတိုင်းကထွက်တဲ့ရွှေတွင်းပေါင်းမြောက်များစွာနဲ့တပိုင်းတနိုင်ရေနံတွင်းပေါင်းတွေကလာတဲ့ပတ်စံဒါကျွန်တော်အမှန်ပြောတာအဓိကပေါ့လေနံပါတ်4ကတော့လော်စစ်ဟန်သားနဲ့ဆောင်ရွက်တဲ့စိတ်ကန်းကနေလာတဲ့ပတ်စံကျွန်တော်သိတယ်နော်ဆိုတော့နောက်ဆုံးပြဒေါ်အောင်ဆန်းစုကြည်မြန်မာစစ်တပ်ကနေဖမ်းချုပ်လိုက်တယ်လုပ်လိုက်တယ်ဒါအောင်မခံနိုင်လို့ပြန်ပြီးတော့တော်လှန်ဖို့လောက်တာတောင်မှကြောက်စိမ်းတထေးတွေပါခဲ့တယ်လေကျွန်တော်အရင်ဗီဒီယိုတွေမှာတင်ပြတယ်သူ့ဖမ်းသွားတော့သူ့အိမ်ကြီးကိုရှိသမျှလူတွေသွားဝင်ယူနေကြတာတွေဒါတွေဗီဒီယိုတွေရှိပြီးသားကျွန်တော်မှလည်းရှိနေတယ်အကုန်လုံးဒါကျွန်တော်အမှန်ပြောပြတာရခိုင်ပြည်နယ်ကထွက်တဲ့တယံဇာတကတော့တရုတ် gas pipeline ကတော့အသေးချာသူတို့ကစာချုပ်နဲ့နော်အဲ့ဒီ gas gate တွေအကုန်လုံးအသေးချာတွက်ထားတဲ့အတွက်အဲ့ဒါတော့လိန်လို့မရဘူးဒါပေမဲ့အဲ့ဒီမှာရနေတဲ့ဥစ္စာတွေအများကြီးရှိတယ်နော်ဆိုတော့ပုံပွင့်လင်းပြောရင်ဗျာဟိုတယ်လုပ်ငန်းကနေဟိုတယ်ဘောင်းဆောင်ကနေရထားတဲ့အဲ့ဒီဥစ္စာအတိအကျမရှိဘူးစီးရင်တွင်းလို့ရတယ်စီးရင်မတွင်းလည်းရဒါကိုကျွန်တော်ပြောပြတာပြီးတော့ရခိုင်ပြည်နယ်ကထွက်တဲ့တစ်တယံဇာတတစ်အဲ့ဒီကနေရပြီးရင်စကိုင်းတိုင်းကတစ်ရောရွှေတွင်းတွေရောပြီးတော့ရေနံတွင်းတွေရောတပိုင်းတနိုင်ရေနံတွင်းတွေရောရတာပြီးတော့မြမစိတ်ကန်းကနေရတာနော်အဲ့ဒါတွေကိုဒေါ်အောင်ဆန်းစုကြည်ကအပ်ခဲ့တာဒါပေမဲ့အပ်ခဲ့တာကဗမာတနိုင်ငံလုံးအတွက်အပ်ခဲ့တာအဲ့ဒါလည်းကျွန်တော်ဒါမှန်မှန်ကန်ကန်ပြောပြတာဒေါ်အောင်ဆန်းစုကြည်အပ်ခဲ့တာကတိုက်တဲ့3ခုအောက်ကနေအပ်ခဲ့တာနံပါတ်1ကတဘာဝဘေးအန္တရာယ်အကြီးအမားမြန်မာနိုင်ငံရင်ဆိုင်လာရရင်အဲ့ဒီရင်ဆိုင်နေရတဲ့တဘာဝဘေးအန္တရာယ်ကနေအကူအညီပေးနိုင်ဖို့အတွက်နော်ဒီ natural disaster လို့ခေါ်တဲ့ natural disaster တွေနဲ့ပတ်သက်တဲ့ relief fund ဖြစ်ဖို့အပ်တာအဲ့ဒီအပ်တာတောင်မှအဲ့1 billion ခေါင်းစဉ်ခွဲပြီးအပ်တာဒါလည်းကျွန်တော်အမှန်ပြောတာအဲ့ဒီခေါင်းစဉ်တစ်ခုတည်းအောက်မှာအပ်ထားတာမဟုတ်ဘူးဆိုတော့ relief fund ပေါ့လေဒီ natural disaster တွေနဲ့အောက်ကနေဖြစ်လာမဲ့เนาะအဲ့ဒီခံစားရမဲ့ဥစ္စာတွေကိုပြန်လဲအကူအညီရဖို့အပ်ခဲ့တာကတတ်ခေါင်းစဉ်တစ်ခုဒါကျွန်တော်ပြောတာနံပါတ်2ကဒေါ်အောင်ဆန်းစုကြည်အပ်ခဲ့တာကအာရှ conventional war ဆိုလို့အာရှဒေသအတွင်းဒေသဆိုင်ရာစစ်ပွဲများဖြစ်ခဲ့ရင်မြန်မာနိုင်ငံခံစားလာရရင်အဲ့ဒီခံစားမှုတွေကိုအကူအညီအထောက်ပံ့ပေးဖို့ဆိုတဲ့ခေါင်းစဉ်ကအပ်တာက1 billion ကြီးတစ်ခုလုံးအဲ့လိုတခါလေကျုံးအပ်လိုက်တာမဟုတ်ဘူး2019ကအပ်တာခေါင်းစဉ်တစ်ခု18ကအပ်တာတစ်ခု19ကအပ်တာတစ်ခုနောက်ဆုံး2020မှာအပ်သွားတာတစ်ခုအဲ့လိုခေါင်းစဉ်ကွဲတယ်ဗျနော်ခုနကကျွန်တော်ပြောပြီးပြီတဘာဝဘေးအန္တရာယ်ရဲ့အာရှ conventional war
သူကတရုတ်နဲ့အိန္ဒိယစစ်ဖြစ်မယ်ဒေါ်စန်းစုကြည်အဲ့လိုတွက်တယ်တွက်မြန်မာနိုင်ငံကြားညှက်မယ်အဲ့ဒီအချိန်မှာအမေရိကန်နိုင်ငံအကူအညီမြန်မာပြည်သူပြည်သားတွေကိုပေးနိုင်ဖို့အတွက်အပ်ခဲ့တာအဲ့ဒါကိုလည်းကျွန်တော်အမှန်တိုင်းပဲပြောပြတယ်ကျွန်တော်မှာပေပါတွေရှိတယ်ဟုတ်လားဒါနံပါတ်2နံပါတ်3နောက်ဆုံးအပ်တဲ့19-20ကတော့နည်းနည်းများတယ်အဲ့ဒါဘာလဲဆိုတော့ကြီးမားတဲ့ကတ်ယောဂကြာရောက်လာရင်အကူအညီရဖို့အတွက်အဲ့ဒီပတ်စံတွေကိုတုံးဆွဲဖို့အပ်ခဲ့တာအဲ့ဒီခေါင်းစဉ်3ခုအောက်ကအပ်တာဒါမိတ်ဆွေတို့သိဖို့ကျွန်တော်ပြောပြတာဆိုတော့ဒီခေါင်းစဉ်3ခုအောက်ကအပ်ထားပြီးတော့အမေရိကန်အစိုးရကလည်းအဲ့ဒီအပ်ထားတဲ့ပတ်စံကိုဒီတိုင်းထားတာမဟုတ်ဘူးတော့အမေရိကန်နိုင်ငံမှာကျွန်တော်ဆိုရင်ဗျာအနှစ်20ကျော်အနှစ်ကျော်သွားပြီဗျာကဲဆိုတော့ကျွန်တော်တို့ကသိနေအမေရိကန်မှာကျွန်တော်တို့ကဂျဘိုးဖြစ်နေဆိုတော့ကျွန်တော်ပေးချင်တာကအမေရိကန်အစိုးရဘာပြန်လုပ်လဲဆိုတော့အဲ့ဒီပတ်စံတွေကိုဘဏ်အတူဘဟိုအစိုးရရဲ့ငွေနဲ့အမေရိကန်မှာရှိနေတဲ့ဘဏ်တွေမှာအဲ့ဒီလို fund လုပ်တဲ့အပ်တဲ့ပတ်စံတွေကိုနေရာ၄ခုမှာပြန်ပြီးတော့ရင်းနှီးမြှုပ်နှံပေးတယ်ဒါပေမဲ့ကျွန်တော်သိထားတဲ့ဥစ္စာကိုပြောတာနော်ကြံတဲ့ဥစ္စာကိုတော့ကျွန်တော်မပြောဘူးအဲ့ဒီပတ်စံတွေကိုအမေရိကန်နိုင်ငံရဲ့ဘဏ်တွေ mortgage နော် credit မပါဘူးအဲ့mortgage လောကကြီးတွေကိုထည့်ပေးလိုက်တာ mortgage ကအမေရိကန်ကလာပြန် message တွေခဏနေကျွန်တော်ရုံကညလည်း message တွေပို့24 hour ဆိုတော့ကျွန်တော်ပြောချင်တာကဗျာအဲ့ဒီ Biden အစိုးရအုပ်ချုပ်တဲ့အချိန်မှာအမေရိကန်နိုင်ငံရဲ့ mortgage ဒီမှာ mortgage လုပ်နေတဲ့လူတွေအများကြီးပဲသူတို့ပြောတာလဲကျွန်တော်ကြည့်တယ်ကောင်းတာလေးတွေလဲမဆိုးဘူးသတိထားစရာလေးတွေဆင်ခြင်စရာလေးတွေပြောတာလဲကျွန်တော်တွေ့တယ်နော်ဒါပေမဲ့အမေရိကန်ကဘဏ်တွေကိုချလိုက်ရင် 1.5% ဆိုအများဆုံးလောက်နဲ့ဒီအတိုးနှုန်းကိုချပေးတာဒါပေမဲ့အဲ့ဒီဘဏ်တွေကပြန်ချီးတဲ့အချိန်မှာဘိုင်ဒန်အစိုးရလက်ထက်မှာအပြင်ကလူတွေအိမ်ဝယ်မယ်ပေါ့ဗျာအခုပန်ဆယ်လိုပြောလို့ပေါ့သူငွေချီးလို့ရပြီသူဝယ်တယ်ပေါ့ဟုတ်တယ်သူကသူဘလို့ချီးသူတို့ချီးပိုင်ခွင့်ရှိအောင်ဗဟိုဘဏ်နေချပေးတာအမေရိကန်ဗဟိုဘဏ်နေအခြားဘဏ်တွေကိုချပေးပြီးအဲ့ဒီဘဏ်တွေကဘိုင်ဒန်အစိုးရလက်ထက်မှာ 7.5 ထိကို9.5 ရာခိုင်နှုန်းထိကို mortgage တွေတက်သွားတယ်နော်အခုလည်း mortgage အများကြီးကျလာလို့မကြသေးဘူးဆိုတော့ပန်ဆယ်လိုအိမ်ဝယ်တဲ့အချိန်ဆိုရင်အကယ်လို့သူချီးခဲ့ရင်သူချီးတယ်လို့ပြောထားရင်ပေါ့နော်ကျွန်တော်နားလေတာကျွန်တော်မြင်တဲ့အမြင်ကအဲ့ဒီချိန်က mortgage အနည်းဆုံး over 6% ထက်မှရှိတဲ့အချိန်ကျွန်တော်သိတာသူတို့ဝင်လာတဲ့အချိန်မှာဟုတ်လားဆိုတော့ဘဏ်တွေကအမေရိကန်အစိုးရချပေးတာထက်အနည်းဆုံး4 ဆလောက်သူတို့ရဲ့ဘဏ်တွေရဲ့ဝန်ဆောင်မှုတွေ facility အကုန်ပေါင်းပြီးတော့မှသူတို့ကအပြင်က mortgage တွေကိုပြန်ပြီးတော့ချီးပေးတာအိမ်ဝယ်မဲ့လူတွေကိုအဲ့လိုလှုပ်ထားတဲ့အမေရိကန်အစိုးရအဲ့လိုထည့်ပေးလိုက်တဲ့ပတ်စံတွေကသူတို့က fund လုပ်တဲ့ပတ်စံတွေကိုဆုံးရှုံးသွားလို့မရဘူးဗျဆုံးရှုံးသွားလို့မရတဲ့အတွက်မဆုံးရှုံးနိုင်တဲ့ဥစ္စာမျိုးတွေကိုချီးပေးတယ်နောက်ဆုံးကျွန်တော်ပွင့်ပွင့်လင်းလင်းပြောမယ်ဗျာဘဏ်တစ်ခုကဒေဝါလီခံတော့မယ်ဒါခင်ဗျားတို့ကျွန်တော်အမှန်ပြောပြတာအမေရိကန်အစိုးရအဲ့ဒီဘဏ်ကိုချီးထားပေးတဲ့ပတ်စံကိုအရင်ဆုံးအဲ့ဒီဘဏ်ရအောင်ရှာရတယ်အဲ့ဒါလည်းမှတ်ထားအောင်ခင်ဗျာအပြင်ကအပ်တဲ့လူတွေကိုပါ तू ကလူတွေကိုပဲ तू ကရိုက်စားလုပ်လိုက်တာအမေရိကန်အစိုးရကိုတော့နော်အဲ့ဒီဘဏ်ကရိုက်စားလုပ်လို့မရဘူးအဲ့ဒါကျွန်တော်တကယ်ပြောဥပမာ Trump ဆိုရင်ဒေဝါလီ4 ကခံဘူးတယ်အခု Donald Trump ဒါပေမဲ့သူ့ကိုဘာမှလုပ်လို့မရဘူးဆိုတာ तू အစိုးရစီကချီးထားတဲ့ဥစ္စာကိုတော့ तू ဆက်ပြီးတော့မှကြံ့တာကို तू ဒေဝါလီခံပလိုက်တာဟုတ်ပြီနော်ရှင်းလားမသိဘူးကျွန်တော်ပြောတာဆိုတော့ခင်ဗျဒေါ်လာ1000အပ်ထားတယ်
ဘန်းကဒေဝါလီခံပြီခင်ဗျားပတ်စံလိုချင်ခင်ဗျားရှိနေငှားမှာနဲ့ပြန်ရမှာနဲ့ခင်ဗျားထပ်တောင်မွဲသွားမယ်ဗျာအမေရိကန်အဲ့ဒီအကွက်ရှိတယ်ဒါကိုကျွန်တော်အမှန်ပြောတာဆိုတော့ဒါကိုတိတိကျပြောပြမယ်ရခိုင်ရဲဘော်တယောက်ကျွန်တော်နဲ့ဘန်ကောက်မှာအတူတူလှုပ်ရှားခဲ့တဲ့ရဲဘော်တယောက်သူ့နာမည်တော့ကျွန်တော်မပြောဘူးဒါဖြစ်ရမှန် Washington Mutual Bank ဆိုတာရှိတယ်သူကဒီကိုရောက်လာတယ်ရောက်လာပြီးတော့နေထိုင်တယ်ကျွန်တော်နဲ့လည်းအရန်ကိုညီကိုမောင်နှမလို့နေတယ်2006ခုနှစ်လောက်ကနော်2006ဆိုတော်တော်ဝေးနေပြီခင်ဗျားတို့စဉ်းစားကြည့်အဲ့ရဲဘော်ကကားဝယ်ခြင်းဒါပေမဲ့ तू က credit မပြည့်ဘူးမပြည့်တော့ကျွန်တော်လာပြောတယ်အကိုကကျွန်တော်ကားဝယ်ခြင်းတယ်တဲ့ရတယ်မင်းကြိုက်တဲ့ကားသွားကြည့်အဲ့ဒါနဲ့ကားတစ်စင်းဝယ်လိုက်တယ်အများကြီးလည်းမဟုတ်ပါဘူး good second ပေါ့လေဒေါ်လာ6000နဲ့ဝယ်တယ်ဒေါ်လာ6000ကို तू ကဒေါင်းပေး1000ပဲတက်နိုင်တယ်9000ပြန်ဆန်းဟုတ်ပါနော်အဲ့ဒါနဲ့ Washington Mutual Bank မှာအဲ့ Washington Mutual Bank ဆိုတော့လေအဲ့ဒီကားဒီလာကနေကားမောင်းလာပြီးတော့တွေ့တဲ့ဟိုဘန့်ခေါင်းစဉ်အောက်ကိုကျွန်တော်ကမောင်းဝင်သွားတာမောင်းဝင်သွားတော့ငါတို့ငွေချီးကျင်တယ်ငါတို့ဒီကားတွေ့တယ်ဒါ तू ချီးကျင်တယ်ဒါပေမဲ့ तू credit score မပြည့်သေးဘူးငါဝိုင်းပြီးတော့သူ credit score ပြည့်အောင်ငါပါထည့်ပေးမယ်ဆိုတော့ကျွန်တော်လုပ်တော့အဲ့ဒီဘန်းချက်လိုက်တော့ရတယ်တဲ့ဒေဝါလီခံပုံပြောပြနာနော်ဆိုတော့အဲ့ဒါနဲ့ငွေချီးတော့အဲ့ဒီကားလေးလည်းသူရသွားတယ်3လကြာတော့အဲ့ဒီဘန်းဒေဝါလီခံသွားတယ်ဟုတ်ပြီနော်ဘာဖြစ်လို့လဲဆိုတော့သူကအဲ့ဒီကားကိုတစ်လ300ပေးရ3လ900တော့ဘန်းရသွားတာဗောလေဒါပေမဲ့ဘန်းဒေဝါလီခံသွားတဲ့အချိန်မှာသူကကားဘူထက်ကိုတွင်းစရာမလိုပဲနဲ့ဘန်းကကားတိုင်ထားတဲ့ကားရဲ့တိုက်တယ်ဗောလေပိုင်ဆိုင်မှုမှတ်တမ်းပိုင်ဆိုင်မှု registration ပေါ့သူ့စီကိုရောက်လာတော့ तू ကကြောက်ပြီးတော့ကျွန်တော်ဖုန်းဆက်တယ်အကိုတဲ့ကျွန်တော်စီကိုတဲ့အဲ့ဘန်းလည်းမရှိတော့ဘူးတဲ့ကျွန်တော်စီကိုဓာကြီးရောက်လာတယ်တဲ့ကျွန်တော်ဘယ်လိုလုပ်အောင်ဆိုဘာမှမလုပ်နဲ့အဲ့ဘန်းဒေဝါလီခံသွားပြီမင်းစီက900အဲ့ဒါအမေရိကန်အစိုးရစီက तू ချီးထားတဲ့ငွေအမောက် तू ဟိုဘက်မှာပေးပြီးပြီလို့တခြားအကြောင်းအရာတွေကတော့အဲ့ဒီဘန်းကိစ္စဖြစ်တယ်မင်းစီကိုရောက်လာတဲ့ဥစ္စာကိုမင်းယူလိုက်လို့ဆိုတော့3လပဲတွင်းပြီးတော့ဒေါ်လာ6000ကားဒေါ်လာ900 तू က1000တောင်းချဆို1900နဲ့ရလိုက်တဲ့သဘောဒါကျွန်တော်အမှန်ပြောပြတာဒါရခိုင်ရဲပေါ့ကျွန်တော်နဲ့ဘန်ကောက်မှာတွဲတာရခိုင်နေမွန်းနေနော်အဲ့လိုတွဲခဲ့ကြတာဗျာတွဲတော့သူရသွားအဲ့ကားလေးतू ကဟိုပျော်ရွှင်ပြီးတော့ဟိုတင်းတာမဟုတ်ဘူး तू ကကြောက်ပြီးတော့ကျွန်တော်ဖုံးဆက်တာဘိုင်းရဲ့သဘောတရားကိုကျွန်တော်ပြောပြတာအခုဒေါအောင်ဆန်းစုကြည်အပ်ထားတဲ့ပတ်စံလေခေါင်းစဉ်3မျိုးအောက်ကအပ်ထားတယ်ဒါကိုသိအောင်ကျွန်တော်ပြောပြတာအဲ့ဒီခေါင်းစဉ်3မျိုးအပြင်ဘက်ကနေချီးရအောင်ယူနေတဲ့လူတွေကအယူတွေဗျခုနကျွန်တော်ပြောတဲ့ခေါင်းစဉ်3မျိုးထပ်ရှင်းပြအောင်မယ်နော်သူက nature disaster ဒီ nature disaster မှာတဘာဝဘေးအန္တရာယ်အကြီးမားကြာရောက်ခဲ့ရင်အကူအညီပြန်ရဖို့အပ်ထားတာပြီးတဲ့အခါကျကတ်ယောဂအကြီးမားအတွက်သူအပ်ထားတာပြီးတဲ့အခါကျအာရှဒေသကြီးမားတဲ့စစ်ပွဲတွေဖြစ်လာရင်မြန်မာပြည်ကိုကျွေးမွေးဆောက်ရှောက်နိုင်မှုအပ်ထားတာသူ့ရည်ရွယ်ချက်ကောင်းတယ်ဒါကိုကျွန်တော်လက်ခံတယ်ဒီအတွက်ကျွန်တော်လုံးဝအငင်းပွားစရာမရှိဘူးအခုကဘာဖြစ်နေလဲဆိုတော့အလုပ်လည်းမလုပ်ဘူးဟုတ်လားဟိုရှင်းပြောရင်ဗျာအဲ့လိုအချောင်တွေလိုက်စားနေတဲ့အုပ်စုကဒီပတ်စံကိုရအောင်ကြိုးစားတာကိုအဲ့ဒါတခုတော့ရှိတယ်မတန်မရကိုတိုင်ကဟာဒါငါတို့ပေးရမယ်လို့ဆုံးဖြတ်လိုက်ရင်တော့ပေးလို့ရတယ်အဲ့လိုပေးလို့ရတဲ့ဥစ္စာလည်းရှိတယ်နော်ဒါမိတ်ဆွေတို့သိအောင်ကျွန်တော်ပြောပြတာအမေရိကန်မှာဥပမာရုရှားနဲ့ယူကရိန်းစစ်ဖြစ်တယ်ရုရှားကနေပြီးတော့ဝယ်ထားတဲ့ဘဏ်ဘောင်းစာချုပ်တွေအမေရိကန်ဘောင်းတွေအများကြီးရှိတယ်ပြီးတော့အမေရိကန်မှာရင်းနှီးမြှုပ်နှံထားတာရှိတယ်အမေရိကန်ဘဏ်တွေမှာအပ်ထားတာရှိတယ်အဲ့လိုရှိတဲ့အတွက်ဒီမိုကရက်အစိုးရပေါ့လေဂျိုးဘိုင်ဒန်အစိုးရကနေပြီးဒီပတ်စံတွေကိုယူကရိန်းဘက်ကိုပြန်ပေးလိုက်တော့ရုရှားအရန်ဒေါသထွက်တယ်အဲ့လိုပြန်ပေးလိုက်တန်မရအနေနဲ့ပေးလိုက်ရင်တော့
ခွင့်ပြုလိုက်ရင်တော့ရတယ်ဒါကျွန်တော်အမှန်တိုင်းပဲပြောပြတာဒါပေမဲ့မစ္စတာထရန့်တော့မညံ့ဘူးစီးပွားရေးသမားတွေရှစ်ဆက်ကချင်းလေကျွန်တော်ပြောတဲ့မြေရှားအပ်ကအခုထရန့်ရဲ့နံပါတ်1ဖြစ်လာပြီကျွန်တော်အရင်ပြောတာနော်ပြီးတော့ဒေါက်တာဆာဆာတို့ဘာလို့ဒီမှာမြေရှားအပ်တွေရွှေတွေထွက်ဆိုလာပြီးတော့ဝလုံးတုတ်တာစပြောတာကျွန်တော်အခု1ဘီလီယံကိစ္စအားလုံးမေ့နေတာလဲပြန်ပြောတာလဲကျွန်တော်ဒါကျွန်တော်အမှန်ပြောပြတာပြီးတော့ဒီယူကရိန်းကအခု26 trillion ဒေါ်လာလောက်တန်ဖို့တန်တဲ့မြေရှားအပ်တွေကိုထုတ်ခွင့်ရမှယူကရိန်းကိုဆက်ပြီးတော့အကူအညီပေးမယ်ဆိုတော့ Trump တို့ကဆုံးဖြတ်တယ်ဒါသတင်းတွေပေါ်မှာတကယ်ရှိတယ်ခင်ဗျာ YouTube မှာသွားကြည့်အိမ်ဖြူတော်မှာပြောနေတာတွေရုပ်တံတွေအကုန်ရှိနေလိမ့်လို့မရဆိုတော့မြန်မာပြည်မှာမြေရှားအပ်ရှိအဲ့ဒါကိုအမေရိကန်စိတ်ဝင်စားအောင်ကျွန်တော်လုပ်ကျွန်တော်ရေးမယ်ခင်ဗျားတို့ကအောက်မှာနာမည်ထည့်ပြီးဝိုင်းပို့ကြစာတစ်စောင်ကျွန်တော်ရေးထုတ်မကောင်းလားဗျာဆိုတော့ဒါနံပါတ်2အပိုင်းပေါ့နံပါတ်3အပိုင်းဒူဝါလက်ရှိလားကိုကျွန်တော်ကလက်ဒူလက်ရှိဝါလို့ခေါ်တဲ့အတွက်သူကကချင်လို့မြင်တာကျွန်တော်ကဗမာနိုင်ငံရဲ့ယာယီတမ္မရကကချင်နေချင်းနေလို့ကျွန်တော်မြင်တာမဟုတ်ဘူးဘာဖြစ်လို့လက်ဒူလို့ပြောရလဲဆိုတာအဲ့ကျွန်တော်ဖွာနေတဲ့ကချင်နေရှင်းသွားအောင်တခါတည်းပြောလိုက်ခိုးပါတယ်လိမ့်ပါတယ်ငှက်ကင် project တဲ့ငှက်ဆိုတာဒေါင်းလေဒေါင်းကငှက်မျိုးလေသူတို့ငှက်ကိုသူတို့ကင်တာလေအောင်မြင်လို့လားကဲစပေးတဲ့နာမည်ကိုစဉ်းစားကြည့်နော်ငှက်ကင် project တဲ့ဒေါင်းကငှက်လေသူတို့ငှက်သူတို့ကင်တာလေဆိုတော့ပြီးတော့အဲ့ဒါဒီကိုဘယ်နိုင်ငံရောက်ဘယ်လိုအခြေအနေမျိုးမှာပဲဖြစ်ဖြစ်ဝင်ပြန်ပြီဗျာခဏလေးသူဟာတာဝန်ရှိတဲ့ယာယီတမ္မရဆိုရင်တောင်မှဒီလိုမတော်မတရားဗမာပြည်ထဲမှာပြတ်သွားတာတွေခြေထုမတက်နိုင်သေးတာအများကြီးနော်မျက်လုံးတွေကန်းသွားတယ်ခန္ဓာကိုယ်ထိခိုက်နေတာတွေလမ်းလျှောက်လို့မရတော့တာတွေဒါဆိုရင်မိတ်ဆွေတို့ပြောမယ်ခင်ဗျားတို့ NUG ကိုကျွန်တော်နေ့တိုင်းခင်ဗျားတို့ရဲ့ Messenger ဘောက်ကနေစကားစစ်အာဏာရှင်ကိုတိုက်နေတဲ့ဒီကလေးတွေဘလောက်သေးကြည်ပြတ်တောက်နေလဲဆိုတာရုပ်တံတွေဓာတ်ပုံတွေနေရာတွေအတိအကျတွေနဲ့ကျွန်တော်နေတိုင်းပေးမယ်စစ်ဖြစ်တယ်ဆိုတာပန်းနဲ့ပေါက်နေတာမဟုတ်ဘူးဗျတယောက်နဲ့တယောက်သူနိုင်ကိုနိုင်တတ်နေတာအဲ့ဒီပေါ်မှာလိန်စားခိုးစားထားတာကိုဒူဝါလက်ရှိလားကဘယ်အစည်းအဝေးဘယ် conference မှာမပြောဘူးဒါဆိုပေါင်းကြံတာပေါင်းကြံလက်ဒူပေါ့လက်ဒူလက်ရှိဝါလို့ကျွန်တော်ခေါ်တာမှားလား4နှစ်ပြည့်ပြီလေလိန်စားခိုးစားအဲ့ဒီလိုလှုပ်သွားတဲ့သူတွေကိုဘယ်နိုင်ငံရောက်ဘယ်လိုအခြေအနေမျိုးမှာပဲဖြစ်အရေးယူဆောင်ရွက်မယ်ဆိုတဲ့နိုင်ငံတော်ပြန်တန်းဒူဝါလက်ရှိလားမထုတ်တဲ့အတွက်လက်ဒူလက်ရှိဝါလို့ကျွန်တော်ပြောတာကချင်နဲ့ဘာမှမဆိုင်ဘူးနော်တခါလေကြာရင်မြက်ကမ်းမျိုးချစ် blind patriotism လို့ခေါ်တယ်စောက်ယူကွက်မနေနဲ့အမှန်တရားကိုနားလည်ဖို့ပြောတာကချင်နေပြတ်နေတာတပုံကြီးငတ်နေတာတပုံကြီးအဲ့ဒီ image တွေနဲ့လှုပ်ရှားသွားတာကိုတခြားတနိုင်ငံလုံးဒေသအသီးသီးမှာဖြစ်သွားတာကိုလှုပ်ရှားသွားတာကိုအကုန်လုံးပြန်လဲစီစစ်ပြီးတော့နော်လှုပ်ရှားလူလိမ်တွေကိုငါတို့အစိုးရအဖွဲ့ကနေဘယ်လိုအခြေအနေပဲဖြစ်ဘယ်လိုအချိန်ခါမျိုးမှာပဲဖြစ်ရအောင်အရေးယူမယ်လို့မထုတ်ပြန်တဲ့အတွက်လက်ဒူလက်ရှိဝါဖြစ်တယ်လို့ပြောတာโอเคဒါပါပဲကျေးဇူးတင်ပါကိုချဲလေးပါ